သာသနာတော်နှစ်2562နှစ်ကောဇာတက္ကရာ1380ပြည့်နှစ်တရညွလဆန်3ရက်2018ခုနှစ်အောက်တိုဘာလ12ရက်မန္တလေးတိုင်းဒေသကြီးပြုံးတွင်ခရိုင်ပြုံးတွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာကျောင်းတိုက်ဓမ္မရတိမဟာဓမ္မသဘာဓမ္မယုံကျောင်းတော်ကြီးတွင်ဆင်ကျင်းပပြုလုပ်အပ်သည်အပမဒဓမ္မရတမဂ္ဂဇင်း19နှစ်ပြည့်နှစ်ရှင်ကျေးလိမ္မာဓမ္မရတကလေးကြာနဲ့73နှစ်ပြည့်အထိတ်အမှတ်တရဓမ္မပူဇာအထူးဓမ္မသဘင်ခန္ဓာ၌ရန်ကုန်တိုင်းဒေသကြီးတကုတ်မြို့သစ်မြောက်ပိုင်း30နှစ်တိုးချဲ့ရပ်ကွက်ရတနာဘုံလမ်းအမှတ်46ဦးမြတ်တန်းစံဒေါ်သိင်္ဂီမိုးသမီးပူကြီးအောင်ဦးမခိုင်ငိမ့်ငိမ့်စံသာမောင်ကောင်းငိမ့်စံမြေမောင်ခန့်ဘုံစံမိသားစုတို့ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောပမာဒနှင့်အပမာဒအကြောင်းတရားဒေသနာတော်ယမုရရဲ့ဒေသနာတော်တွေထဲမှာဒီစကားလုံးနှစ်ခုဟာလေးလာမှတ်သားပြီးတော့အထူးတတိထားပြီးဖယ်ရှားဖို့နဲ့လိုက်နာဖို့ပြုလုပ်ကြရမှာဖြစ်တယ်ပေါ့မြန်မာလူပြန်တဲ့အခါကျတော့ပမာဒကိုမေ့လျော့ခြင်းနဲ့အပမာဒကိုမမေ့လျော့ခြင်းလို့အဲ့ဒါလောက်ပဲဘာသာပြန်ကြတော့လောကလူတွေဟာသွားเสียလာเสียကိစ္စရှိတယ်မေ့နေလိုက်တာလို့ပြောကြတယ်ဘယ်ဟာဖြစ်မေ့နေတယ်ဘယ်ဟာဖြစ်မမေ့ဘူးနဲ့ပြောလိပြောထားရှိကြတယ်အဲ့ဒီအလုံးကိစ္စနဲ့ပတ်သက်ပြီးမေ့တာမမေ့တာနဲ့ဒီအပမာဒနဲ့ပမာဒနဲ့အပမာဒသက်ဆိုင်မှုရှိသလားဆိုတာမေ့လျော့တယ်ဆိုတာဘယ်လိုအတိုင်းတာနဲ့မေ့လျော့တာကိုပြောတယ်လေအပမာဒဆိုတဲ့မမေ့မလျော့ခြင်းကရောဘယ်အတိုင်းတာကိုဆိုလိုတာလဲဆိုတာကိုရသော်ဗျာသတ်မှတ်ပေးထားတဲ့စကားဝေါ်ဟာရအတိုင်းနိုင်ယူမှတ်သားကြဖို့လိုတယ်ပေါ့အပမာဒကိုမပြောခင်ပမာဒဆိုတာဘယ်လိုဟာလဲပမာဒတရားအပမာဒတရားဒီနှစ်ခုနဲ့ပတ်သက်ပြီးတော့ကွဲပြားခြားနားမှုဟောကြားထားတာကိုလေ့လာမှတ်သားဖို့မြတ်စွာဘုရားကဓမ္မပဒဒေသနာတော်မှာအပမာဒောအမတပဋ္ဌံပမာဒောမစ္ဆုနောပဋ္ဌံဒီစကားလုံးနှလုံးကိုတွဲဖက်ပြီးတော့ဟောထားတာလေကြည့်လိုက်အပမာဒောအပမာဒဆိုတဲ့တရားသည်အမတပဋ္ဌံမသေးရာစင်စစ်မှန်တဲ့နိဗ္ဗာန်ရဲ့အကြောင်းတရားဖြစ်တယ်ပမာဒောပမာဒဆိုတဲ့မေ့လျော့တဲ့တရားကတော့မစ္ဆုနောတဏှာထဲမှာမကြာခဏသိဆုံးရခြင်းပဋ္ဌာန်အကြောင်းဖြစ်တယ်လို့လောကကြီးမှာဒီပမာဒနဲ့အပမာဒရဲ့ကွဲပြားခြားနားတဲ့အကျိုးသက်ရောက်စေပုံတွေကိုမြတ်စွာဘုရားဟောထားတာဖြစ်တယ်ပေါ့ဆိုလိုတဲ့အဓိပ္ပာယ်ကတော့အပမာဒသည်နိဗ္ဗာန်ရောက်ကြောင်းတရားပမာဒသည်တန်တရားထဲမှာဖမှန်တဘဝပြီးတဘဝအိုခြင်းနာခြင်းသိခြင်းတွေနဲ့ကြုံတွေ့ရတဲ့တရားလို့အဲ့လိုဒေသနာတော်မှာဟောခဲ့တာဒီဒေသနာတော်ရဲ့ထိရောက်မှုပါလည်းပဲအလွန်ကြီးမားတယ်ဘုရားဘာသာမဟုတ်တဲ့ပြမနာဘာသာကိုကိုးကွယ်တဲ့အတောကဘယင်ကြီးဆိုတာဟာဒီအပမာဒောအမတပဒံပမာဒောမစ္ဆုနောပဒံဆိုတဲ့
ပမာဒနဲ့အပမာဒခွဲခြားဟောတဲ့ဒီဒေသနာကိုနားလိုက်တာနဲ့ဗုဒ္ဓဘာသာဖြစ်သွားတာအနောထမင်းကြီးကိုလည်းပဲယမသမိုင်းမှာရှင်ဓမ္မတတိလို့ခေါ်တဲ့ရှင်အရဟံကဒီတရားကိုဟောခဲ့တာပဲဖြစ်တယ်ပေါ့အဲ့တော့ဒီတရားဟာဗုဒ္ဓဘာသာတို့ရဲ့ယဉ်တဲ့နှလုံးထဲမှာအလေးနဲ့ထားမှတ်သားကြရမယ့်တရားနှစ်ခုဖြစ်တယ်ဆိုတော့သိချရတယ်ပေါ့လောကမှာကြီးပွားတိုးတက်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းပဲမြတ်စွာဘုရားဟောထားတဲ့ဒေသနာတစ်ပုဒ်ကအပမဒေနမဃဝါဒေဝနံသစ္ထတံကတောမြမရီသိနေကြတဲ့တရားဆိုတဲ့တရားမင်းဆိုတဲ့ပုဂ္ဂိုလ်ဟာအပမရရဲ့စွမ်းဆောင်မှုကြောင့်နတ်တွေကိုအစိုးရတဲ့တရားဖြစ်ရတယ်အဲ့တော့ဒါတရားဘဝရောက်စေတယ်ဆိုတာအမတမနှိမ့်တဲ့အကျိုးတရားကိုပြောတာခုနဒေသနာတော်ကိုကြည့်မယ်ဆိုရင်အပမဒောအမတပဋ္ဌာန်နိဗ္ဗာန်ရောက်စေနိုင်တဲ့တရားပဲတရားလောက်ကတော့ထည့်ပြောစရာတော့မလိုဘူးလို့ဆိုလို့သို့သောလောကီလူသားတွေကယာရုကုန်သိစိတ်စိတ်ဥစ္စာကိုရချင်တယ်ဆိုလို့ရှိရင်လေအပမရရှိရမယ်ဆိုတဲ့သဘောတရားကိုမြတ်စွာဘုရားဖော်ညွှန်းခြင်းပဲဖြစ်တယ်တန်တရားထဲမှာလည်းပဲထိတ်တန့်ကြတဲ့နေရာကိုရချင်တယ်ဆိုရင်အပမရရှိရမယ်သူဆိုလို့တယ်ပေါ့အပမရရှိရအပမရဟာထိတ်တန့်ကြတဲ့နေရာကိုပို့ဆောင်ပေးနိုင်တယ်လို့တန်တရားတွေကလွတ်ချင်တယ်အိုခြင်းနာခြင်းသိခြင်းဆင်းရဲတွေနဲ့မတွေ့ချင်တော့ဘူးဘယ်တော့မှမသိရတဲ့နိဗ္ဗာန်ဆိုတာကိုရောက်သွားခြင်းနဲ့ဆိုလို့ရှိရင်အပမဒောအမတပဋ္ဌာန်ဒီအပမရတရားပဲလို့မြတ်စွာဘုရားဟာတန်တရားဝုကလွတ်ဖို့လဲအပမရတန်တရားထဲမှာလည်းပဲထိတ်တန်းရာထူးရဖို့စီပါဥစ္စာတိုးတက်ဖို့ဆိုလဲအပမဒလို့ဟောတာဖြစ်တယ်ဒီဒေသနာနှစ်ခုကြည့်လိုက်တာနဲ့ပဲတန်တရားထဲမှာထိတ်တန်းဘဝမှာနေချင်သလားသို့မဟုတ်တန်တရားဝုကလွတ်ချင်သလားဘာရှိရမလဲဆိုရင်အပမဒရှိရမယ်ဆိုတဲ့အဓိပ္ပာယ်ဟာထင်ရှားလာတယ်ပေါ့နော်ပညာရှိသူတော်ကောင်းတွေဟာအပမရရဲ့အကျိုးကိုကောင်းစွာနားလည်သဘောပေါက်သဖြင့်မြတ်စွာဘုရားကထောက်ပြတယ်အပမဒံပတံတန္တိပမာဒောဂရဟိတောတရာလောကမှာကြီးပွားတိုးတက်ခြင်းအပမရဟာအရေးပါတယ်သို့မဟုတ်တန်မြတ်ဝကလွတ်မြောက်ဖို့နိဗ္ဗာန်ရောက်ခြင်းနဲ့အပမရဟာအရေးပါတယ်ဒါကြောင့်မို့ပညာရှိသူတော်ကောင်းတွေကအပမာဒကိုချီးမွမ်းပြောဆိုကြတယ်လို့ဆိုတယ်အပမာဒကိုချီးမွမ်းရတယ်လို့လောကမှာအောင်မြင်မှုမရဘဲနဲ့ကြာဆုံးသွားတဲ့ပုဂ္ဂိုလ်တွေတန်တရားဝဆင်းရဲတဲ့မှာနစ်မွန်းပြီးတော့အောက်တန်းနောက်တန်းရောက်သွားတဲ့ပုဂ္ဂိုလ်တွေကြတော့ပမာဒကြောင့်ဖြစ်တာဖြစ်လို့ပမာဒောဂရဟိတောတရာပမာဒဆိုတဲ့တရားကိုတော့ပညာရှိသူတော်ကောင်းတွေကရှုတ်ချတယ်လောကမှာပမာဒဆိုတဲ့အကြောင်းတရားဟာလူဘဝမှာလည်းအောက်တန်းနောက်တန်းကိုရောက်စေတယ်တန်တရားထဲမှာလည်းဆင်းရဲဒုက္ခတွေနဲ့ကြုံတွေ့စေနိုင်တယ်နိဗ္ဗာန်နဲ့အလံဝေးပြီးတော့အောင်မြင်ကြီးပွားမှုမှန်သမျှအဟန္တာဖြစ်တဲ့တရားဖြစ်လို့ပမာဒောဂရဟိတောပမာဒကိုတော့ကဲ့ရဲ့ရှုတ်ချရတယ်လို့သူဟောတာနော်ဒါဖြင့်ကောင်းပြီအပမာဒကိုဘာကြောင့်ချီးမွမ်းတယ်လဲဆိုတာလေးကိုကြည့်အောင်အပမာဒောသဗ္ဗတံပတိနံမူလံအပမာဒတရားဆိုတာဟာလောကမှာအောင်မြင်မှုကြီးပွားတိုးတက်မှုအလုံးရဲ့အကြောင်းရင်းဖြစ်လို့ချီးမွမ်းကြတာဖြစ်တယ်ရှင်မဗုဒ္ဓဂေါသကအကြောင်းပြပြောထားတဲ့အခါမှာသဗ္ဗေတံလောကိယလောကုတ္တရဝိသေသနာလောကုတ္တရနံဝိသေသနာ
ฏิลาภการณตาလောကမှာထူးခြားတဲ့ယာတုဂုံသိစီစဉ်ဥစ္စာပဲဖြစ်စေလောကုတ္တရာဘက်မှာအစင်းမြင့်တဲ့တရားဓမ္မပဲဖြစ်စေအပမာဒကရစေနိုင်တဲ့အကြောင်းဖြစ်တယ်အခြေခံအကြောင်းဖြစ်တယ်ဒါကြောင့်အပမာဒကိုချီးမွမ်းကြတယ်လို့ဆိုလို့ဒါကြောင့်မို့အပမာဒောသဗ္ဗတမ္ပတ္တိနံမူလာအောင်မြင်မှုကြီးပွားမှုအလုံးရဲ့အခြေခံအကြောင်းဟာအပမာဒပဲဒါဖြင့်ပမာဒကြတော့ဘာကြောင့်ကဲ့ရဲ့ရှုပ်ချကြသလဲဆိုရင်တပ္ပဝိပတ္တိနံမူလဘဝတော်ပျက်စီးဆုံးရှုံးမှုပျက်စီးမှုဆုံးရှုံးနစ်နာမှုအောက်တန်းနောက်တန်းကြမှုဆိုတဲ့အခြေအနေဇိုးတွေအလုံးကိုဖော်ဆောင်တာဟာပမာဒပဲဖြစ်တယ်။ဒါကြောင့်ပမာဒဟာကဲရှုပ်ချရမယ်လို့ဆိုလို့လောကလူတွေဟာလူဖြစ်လာလို့ရှိရင်လေမနုဿဒေါဘကဘုံကံမဲ့မွဲတဲ့ဆင်းရဲတဲ့လူမျိုးဖြစ်တယ်။စားစရာတောက်စရာမရှိနေစရာထိုင်စရာမပြည့်မစုံလူဘဝရောက်လာတော့လည်းပဲဆင်းရဲမွဲတေတဲ့ဘဝမျိုးကိုပို့တာဟာပမာဒကပို့တာပဲဖြစ်တယ်။ဒါကြောင့်ပမာဒဟာကဲ့ရဲ့ရှုပ်ချရမယ်တရားဖြစ်တယ်တဲ့အပယုပတ္တိဝါတပ္ပပမာဒမူလိကအပေလေးပုံရောက်သွားတဲ့သရဝါတွေဟာပမာဒကိုအခြေခံလို့ရောက်သွားကြတာပဲဖြစ်တယ်ဆိုတော့ပမာဒဟာတကယ်ကိုအောက်တန်းနောက်တန်းကြလူဘဝဆုံးရှုံးမှုတွေနစ်နာမှုတွေဒါတွေကိုဖြစ်စေနိုင်တာပမာဒပဲအပေလေးပုံရောက်သွားတာပမာဒကြောင့်ပဲရောက်တယ်အဲ့တော့ဒီတရားဟာမိမိတို့တဏ္ဍာမှာလက်ခံရမယ့်တရားမဟုတ်ဘူးရှုတ်ချရမယ့်တရားဖြစ်တယ်ပေါ့အလွန်ကြောက်မဲ့ဖွယ်ရကောင်းတဲ့ဘေးဆိုးကတ်ဆိုးဖြစ်စေတဲ့တရားဖြစ်လို့ဒီတရားကိုဘုန်းကြီးတို့တွေကိုယ်ရင်နဲ့နှလုံးထဲမှာကိုယ်တဏ္ဍာမှာရှိမရှိစစ်စစ်ကြဖို့လိုတယ်ပေါ့လူတိုင်းဟာကိုယ်ခန္ဓာကိုယ်မှာယောဂဝေဒနာဖြစ်လာရင်ထိုယောဂဝေဒနာရဲ့အပြစ်ကိုသိလို့ရှိရင်ယောဂဖြစ်မှကြောက်ကြတယ်ပေါ့ယောဂဆိုကိုယ်တဏ္ဍာမှာရောက်လာရင်ကြောက်ကြတယ်လို့ဒီဘဝမှာဒုက္ခရောက်သွားစေတတ်တဲ့ပမာဒရှိတာကြတော့လူတွေဟာကြောက်ရမှန်လာရမှန်ကိုမသိဘူးဖြစ်တယ်ပေါ့တကယ်ကြောက်เสียကောင်းတာကတော့ယောဂဆိုတဲ့ကြောက်เสียကောင်းတာတော့ပမာဒဆိုတဲ့တရားပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ပမာဒနဲ့အပမာဒမှာပမာဒဆိုတာဘယ်လိုဟာလဲမြတ်စွာဘုရားကရှင်းလင်းဟောကြားထားတဲ့အဘိဓမ္မာဒေသနာတော်ထဲမှာဝိပင်္ဂပါဠိလို့ခေါ်တယ်အဘိဓမ္မာ9ကျမ်းရှိတဲ့ထဲမှာဒုတိယမြောက်ကျမ်းဝိပင်္ဂကျမ်းမှာပမာဒဆိုတဲ့စကားလုံးကိုဘယ်လိုဖွင့်ဆိုထားလဲတမန်အဖြစ်မေးလျော်ခြင်းဆိုတာဘာမေးတာလဲအရာထဲမှာပြောနေတဲ့ငါလုံးစရာတွေရှိတာမေးနေလိုက်တာသွားစရာရှိတာမေးနေလိုက်တာအဲ့ဒီဟာတွေလားဘယ်တိုင်းတာကိုဆိုလိုတာလဲဆိုတာကိုသဘောပေါက်နားလည်မှအထိပမာဒတရားကိုဖယ်ရှားနိုင်မှာဖြစ်တယ်ပမာဒတရားကိုတည်တည်ချာချာမသိဘူးဆိုလို့ရှိရင်တော့ဒီပမာဒကိုလက်ခံကျင့်သုံးနေဥမှာပဲဖြစ်တယ်ဒါကြောင့်အဘိဓမ္မာ9ကျမ်းနဲ့ကဝိပင်္ဂဆိုတဲ့ဒုတိယအဘိဓမ္မာကျမ်းမှာပမာဒဆိုတဲ့စကားလုံးကိုရှင်းရှင်းလင်းလင်းနဲ့ရှင်းပြထားတဲ့အဓိပ္ပာယ်ကိုမှတ်သားချရမယ်ဖြစ်တယ်ရှေးဥစွာတထကတမောပမာဒောမြတ်စွာဘုရားကရှင်းပြတော့မယ်ဆိုမေးခွန်းထုတ်လိုက်တယ်အေးပမာဒဆိုတဲ့
မြန်မာလူမေးလျော်တယ်ဆိုတဲ့ပမာဒဆိုတဲ့တရားဟာဘယ်လိုတရားမျိုးလဲဘယ်လိုအခြေအနေမျိုးကိုဆိုလိုတာလဲဆိုတော့ရှင်းပြကာယဒုစရိတေဝဝစီဒုစရိတေဝမနောဒုစရိတေဝပင်စတုကာမကုနေတုစိတ်တတဝတ္တခောရှင်းရှင်းလေးပြောတာပမာဒဆိုတာတခြားမဟုတ်ဘူးတဲ့ဒုစရိုက်လုပ်ငန်းမှာစိတ်ကိုလွတ်ထားတာနော်မကောင်းတဲ့အလုပ်ပေါ့ပျော်မွေ့တယ်လောကလူတွေဟာမကောင်းတဲ့အလုပ်မှာပျော်မွေ့ကြတယ်တော်များများမကောင်းတဲ့အလုပ်လုပ်ရမယ်ဆိုရင်အမှန်တမ်းပျော်ကြတယ်ကာယဒုစရိုက်ကိုယ်နဲ့ပတ်သက်တဲ့အကျင့်ဆိုးဝစီဒုစရိုက်နှုတ်နဲ့ပတ်သက်တဲ့အကျင့်ဆိုးမနောဒုစရိုက်စိတ်ထဲမှာဖြစ်တဲ့အကျင့်ဆိုးအဲ့ဒီအကျင့်ဆိုးတွေပေါ်မှာဒီအကျင့်ဆိုးတွေကိုရှောင်ဖို့တတိမထားပဲနဲ့ကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်လာရင်ဖြစ်လာတယ်လို့ဒီပေါ်မှာစိတ်ကိုလွတ်ထားတာဒုစရိုက်လောက်ရမယ်ဆိုရင်လွယ်လွယ်ပဲလှုပ်လိုက်ကြတယ်လို့သူဆိုလိုတယ်ပေါ့နော်လွယ်လွယ်ပဲလှုပ်လိုက်ကြတယ်ဒုစရိုက်ကိုဒုစရိုက်မှမသိဘူးပို့ပြီးတော့ခက်ခဲတာလေးတခုပြောရမယ်မနောဒုစရိုက်ဆိုတာကိုကြည့်ဘလောက်သိမ်မွေ့လဲဆိုသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်ချင်တယ်ဆိုတဲ့အတွေးလောဘနဲ့တွေးလိုက်တာနဲ့တပြိုင်နက်အဘိဓါဆိုတဲ့မနောဒုစရိုက်ဖြစ်သွားတယ်သူများပစ္စည်းကိုမှလိုချင်တဲ့လောဘလို့ဆိုလို့ရတယ်ပေါ့ပြာပါရကိုနဲ့မတည့်တဲ့လူပေါ်မှာဒီလူဒုက္ခရောက်သွားရင်ကောင်းမှာပဲဆိုတဲ့အတွေးတွေးမိလိုက်ရင်အဲ့ဒါမနောဒုစရိုက်ပဲလောကလူတွေဟာမနာလိုမရှိစိမ်ဖြစ်ပြီးတော့တစ်ဖက်သားဒုက္ခရောက်စေလိုတဲ့စိတ်ဆန္ဒတွေလည်းများကြတစ်ဖက်သားပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာကိုရလို့မှုဆိုတာတွေကလည်းများကြတယ်ပေါ့စိတ်ထဲမှာတင်ဖြစ်တာတကယ်အကောင့်ထဲပေါ်တာမဟုတ်ဘူးစိတ်ထဲမှာအဲ့ဒီစိတ်ဖြစ်လိုက်တာနဲ့တပြိုင်နက်မနောဒုစရိုက်ဆိုတာဖြစ်သွားပြီအဲ့ဒီမနောဒုစရိုက်ဖြစ်တာကိုဖြစ်မှန်းမသိလိုက်ဘူးအချိန်ချင်းထပ်ထပ်ဖြစ်ခံနေတာဟာပမာဒပဲတို့ဆိုလို့ရပေါ့နော်ကိုယ့်ရင်ထဲမှာဒီမနောဒုစရိုက်ဖြစ်တာကိုဖယ်ရှားပြရမှန်တတိမရပဲနဲ့စိတ်ကိုဒုစရိုက်အလုပ်ကိုပဲကိုယ့်ရဲ့ဒီသဘောထားအနေနဲ့လက်ခံထားလိုက်တာဆိုအဲ့ဒါပမာဒပဲမေးလျော်တာဆိုအဲ့ဒါကိုပြောတာဒီထက်ကယုံထွက်ရမှမသိဘူးယုံထွက်ရမှမသိဘူးနောက်တစ်ခုကပိုးသိမ်မွေ့တယ်မိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဆိုတာကံတရားရဲ့အကျိုးကိုညှင်းပယ်တာပဲဖြစ်တယ်လူရတဏ္ဍာဘာမှအကျိုးမရှိဘူးကုသိုလ်ကံအကုသိုလ်ကံဘာအကျိုးမှမရဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုးတာလုပ်လဲဆိုးကျိုးမရဘူးမဟုတ်တာလုပ်တဲ့လူတွေကြီးပွားနေတယ်သူတော်ကောင်းလုပ်တဲ့လူတွေဟာဆင်းရဲနေတယ်ဟောကံကံရေးကျိုးဆိုတာမရှိဘူးအမေဖေပြုစုဆောင်ရှောက်လို့လည်းဘာအကျိုးမှမရဘူးဒီဘဝသေပြီးရင်ပြီးတာပဲနောက်ဘဝဆိုတာမရှိဘူးတရားဟာသေပြီးနောက်ဖြစ်တာမဟုတ်ဘူးလောကမှာအမှန်တရားကိုဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးလို့အဲ့ဒီညင်းဆိုချက်10ရပ်ကိုလည်းပဲမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒါအနေရဲ့အကြီးဆုံးမနောဒုစရိုက်ပဲဖြစ်တယ်လောကလူတွေကကိုယ့်ကို free thinker ဆိုပြီးတော့ဘာသာတရားကိုမယုံဘူးနောင်ဘဝကိုမယုံဘူးနဲ့လွယ်လွယ်လေးပြောနေကြတာအဲ့ဒါမနောဒုစရိုက်ပေါ်မှာစိတ်ကိုလွတ်ထားခြင်းပဲဖြစ်တယ်ပေါ့အပြစ်ဖြစ်လို့ဖြစ်မှမသိဘူးဘယ်ဘာသာမှမကိုးကွယ်ဘူးမယုံကြည်ဘူးဆိုတဲ့လူတွေဟာနောင်ဘဝဆိုတာလည်းမရှိဘူးမစင်စားဘူးကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်ဆိုတာလည်းလက်မခံဘူးဆိုးတာလုပ်ရင်ဆိုးကျိုးရတယ်ဆိုလိုတာကကုသိုလ်ကံအကုသိုလ်ကံရဲ့အကျိုးပြည့်အပင်ငယ်ကြတယ်နတ်ပြည်ရောက်တယ်ဆိုတာတွေလက်မခံဘူးဆိုတာအကျိုးကိုလက်မခံတာပဲဖြစ်တယ်ပေါ့အဲ့ဒါလို့ညင်းပယ်တာအများကြီးပဲ30ပုံကိုလက်မခံဘူးညင်းပယ်တာကံကံရဲ့အကျိုးညင်းပယ်တာပဲဖြစ်တယ်ပေါ့ကံတရားရဲ့အကျိုးညင်းပယ်ရရောက်တယ်ပေါ့
ဘာလို့လဲဆိုရင်ဘုံဆိုတာကံရဲ့အကျိုးအနေနဲ့ဖြစ်တာဟုတ်အဲ့တော့ဘုံဆိုတာမရှိဘူးတို့ညင်းပက်လိုက်တာနဲ့တပြိုင်တည်းမိစ္ဆာဒိဋ္ဌိဆိုရယ်မနောတုဆက်ဖြစ်မှမသိဖြစ်သွားတယ်အဲ့ဒီကနေယုံထက်ဖို့မကြိုးစားဘူးကိုယ်အတွေးခေါ်ဟာမှန်တယ်လို့ဆိုပြီးစိတ်ထဲမှာကျဉ်တတ်နေတာအဲ့ဒါတတိဝတိခေါ်တဲ့ကိုတတိမထားမိတော့အဲ့ဒါမနောတုဆက်ဒုစရိုက်မှာစိတ်ကိုလွတ်ထားတယ်လို့ခေါ်တယ်အဲ့ဒါအသိမွေဆုံးပဲအေးရှောင်ကြပါတယ်သူ့အသက်ကိုတတ်ခြင်းမှရှောင်တယ်သူ့ဥစ္စာခိုးခြင်းမှရှောင်တယ်သူများသားမယားပြစ်မှားခြင်းမှရှောင်တယ်ကာဒုစရိုက်ကိုရှောင်တယ်ဝစီဒုစရိုက်လည်းလိမ်မပြောဘူးဂုံမတိုက်ဘူးသူများမဆဲဘူးအကျိုးမရှိတဲ့စကားတွေမပြောဘူးဆိုတာရှောင်ကောင်းရှောင်ကြမယ်သို့တော့ခုနအတွေးမြင်နဲ့ပတ်သက်လာလို့ရှိရင်ခင်မိတယ်ထင်ပြီးတော့ဘာသာတရားကိုပြစ်ပယ်နေတဲ့ပုဂ္ဂိုလ်တွေဟာအလိုလျောက်ဒုစရိုက်ထဲမှာပဲသူကစိတ်ကိုလွတ်ထားတာနဲ့သွားတူနေတယ်ကံကံကြီးကျိုးလက်မခံတဲ့သဘောဖြစ်သွားတယ်အဲ့ဒါလွန်သိမ့်မွေးတဲ့မနောဒုစရိုက်ပေါ်မှာစိတ်ကိုလွတ်ထားခြင်းဒါကြောင့်မို့မြတ်စွာဘုရားပမာဒဆိုတာကာယဒုစရိုက်မှာစိတ်ကိုလွတ်ထားတာဝစီဒုစရိုက်မှာစိတ်ကိုလွတ်ထားတာမနောဒုစရိုက်မှာစိတ်ကိုလွတ်ထားတာရှောင်မှုရတတိပဋ္ဌာပဲနဲ့ဒီတရားတွေကိုပဲလက်ခံမိနေတာဒါပမာဒပဲလို့ဆိုလို့တယ်အဲ့တော့တမန်ပြောတဲ့မေးလျော့မှုဆိုတာမဆိုင်ဘူးတရားနဲ့ဒါသူကပြောမယ်မေးတာမဟုတ်ဘူးသူမှခင်မိတဲ့အတွေးရှိတယ်လို့တောင်မှထင်အောင်ထင်လေအောင်ပဲနော်နောက်တစ်ခုကဘာတော့ဆိုရင်ပိစတုဝကာမခုနေတုစိတ်တတဝတ္တခောစိတ်ကိုလွတ်ထားတာကာမဂုဏ်အာယုန်တွေပေါ်မှာစိတ်ကိုလွတ်ထားမျက်စိကမြင်ရတဲ့အာယုန်ပေါ်မှာစိတ်ကိုလွတ်ထားတယ်ပျော်တယ်နားကကြားရတဲ့အသံတွေပေါ်မှာစိတ်ကိုလွတ်ထားတယ်အဲ့ဒီပေါ်မှာပျော်မွေ့တယ်နှာခေါင်းကနမ်းရှူရတဲ့အနတ်လျှာကလဲရတဲ့အရာသာခန္ဓာကိုယ်ကထိတွေ့ရတဲ့အထိတွေ့အဲ့ဒီပေါ်မှာလဲစိတ်ကိုလွတ်ထားလိုက်တယ်စိတ်ကိုလွတ်ထားတယ်ဆိုတာကျင့်တတ်နေတာကာမဂုဏ်အာယုန်နဲ့နေရရင်စိတ်ထဲမှာပျော်မွေ့ပြီးတော့ကျင့်တတ်နေတာလက်ခံနေတာအဲ့ဒါပမာဒပဲနော်ပမာဒရဲ့အဓိပ္ပာယ်ဖွင့်ဆိုတာအဲ့ဒါမှလေးနဲ့တယ်ပေါ့မြန်မာလူပြန်တဲ့အခါမှာမေးလျော့တယ်ဆိုသိပြီးတော့ဟိုအဓိပ္ပာယ်မပေါ်ဘူးဖြစ်တယ်မေးလျော့မှုဆိုတာအဲ့ဒါကိုပြောတာတဲ့မေးလျော့မှုဆိုတာဒုစရိုက်ဒီပေါ်မှာစိတ်ကိုလွတ်ထားတာကာမဂုဏ်အာယုန်တွေအပျော်ပါးတွေပေါ်မှာစိတ်ကိုလွတ်ထားတာစိတ်ပျော်သလိုနေတာဒါလည်းပမာဒပဲတဲ့ဒါရှေ့ပိုင်းဖွင့်ဆိုတာနောက်တစ်ခါထပ်ပြီးတော့ဖွင့်ဆိုတာဘာတော့စိတ်တတဝတ္တကောဝတ္တကနုပ္ပါဒနာမှာစိတ်ကိုလွတ်ထားရုံမကဘူးလွတ်ထားဖို့လည်းပဲအားပေးနေတယ်ကြိုးစားနေတယ်အဲ့လိုနေုံနဲ့မဟုတ်ဘူးကုသလနံဝါဓမ္မနံဘာဝနာယကိုယ်စိတ်ထဲမှာကုသိုလ်ဖြစ်ဖို့ကုသိုလ်တရားဖြစ်ပွားဖို့အတွက်ကြတော့အတ္တကိစ္စကာရိတာတလေးတစားလုံးလိမရှိဘူးတဲ့ကုသိုလ်ဖြစ်ဖို့ကြတော့တလေးတစားစိတ်ဝင်စားဘူးလို့ဆိုလို့တယ်အလေးနဲ့မထားဘူးအတ္တတစ္ဆကာရိတာမပြတ်ပြုလို့လိမရှိဘူးလှုပ်ချင်တဲ့ခါလှုပ်ပဲရမယခါအဖော်ကောင်းလို့ကြောင်မြောင်းပါတယ်ဆိုတာမျိုးတော့ပါခြင်းပါလိမ့်မယ်သို့တော့ကိုယ်စိတ်ကအလေးနဲ့ထားတာမရှိဘူးအနတ္ထိတကာရိတာတဲ့အခိုင်အမာကုသိုလ်ပေါ်မှာစိတ်ကိုလွတ်တဲ့လွတ်တဲ့တရားဖြစ်စိတ်ထဲမှာအခိုင်အမာတိဆောက်တာမျိုးမရှိဘူးအောလိနဝဋ္ဌိတာကောင်းတဲ့အလုပ်လုပ်ရမယ်ဆိုရင်ဥမာမဲ့တရားနာသွားရမယ်တရားအထုတ်သွားမယ်ဆိုရင်စိတ်ကတွန့်ဆုတ်တယ်စိတ်မပါဘူး
ပြင်းတယ်မလုံးချင်ဩလိနာဩဒိတာစိတ်မှာထက်တတ်မှုအားနေတယ်နိခိတသန္နတာသန္နလုံးဝမရှိဘူးကုသိုလ်ကောင်းမှုလုပ်ကိုလုပ်ဖို့သန္နလုံးဝမရှိဘူးအနိခိတဒုရတာဆောင်ရွက်မှုလုံးဝမရှိဘူးအနာသေဝနာဒီကိစ္စခေါင်းထဲမှာထဲမစဲစားဘူးအဘာဝနာကိုယ်ရင်ထဲမှာဖြစ်အောင်မလုပ်ဘူးအဘဟုတိကတာတိုးတက်များပြားလောက်အောင်ကုသိုလ်ရေးနဲ့ပတ်သက်ပြီးတော့တိုးတက်များပြားလောက်အောင်လုပ်တာမရှိဘူးအနာဒိဋ္ဌာနာရှင်တဲ့နှလုံးထဲမှာကုသိုလ်စွဲနေအောင်မရှိဘူးအနာနုယောခောမကြိုးစားဘူးအထောက်မှုမရှိဘူးပမာတော်ကောင်းတဲ့အလုပ်လုပ်ဖို့အလုံးကိုမေ့ပစ်ထားလိုက်တယ်ပြောသလိုနေမယ်ယောဧဝရူပောပမာတော်ပမေစနာပမေစီတတံအယံဩစတိပမာတော်တဲ့ရှိထားတဲ့အခြေအနေလေးပေါ်မှာရစ်မှုနေတယ်ရစ်မှုနေမှုကောင်းတဲ့လှုပ်ဖို့ရာလုံးဝကောင်းတဲ့မှာမထည့်ဘူးရှိထားတဲ့အခြေအနေလေးကိုဟုတ်လာပြီဆိုပြီးတော့ရစ်မှုနေတယ်ပေါ့လောကလူတွေဆိုတာဘဝတစ်ခုရထားပြီဆိုရင်ကိုယ်အလုပ်ကိုင်လေးနဲ့ကိုယ်အစဉ်ပြေစားဖို့နေအစဉ်ပြေနေအဲ့ဒါလေးပေါ်မှာရစ်မှုနေတာရစ်မှုနေတယ်ရစ်မှုတယ်ဆိုတာကျင့်တတ်နေတာကိုပြောတာနော်ကျင့်တတ်နေတာလူဘဝရလာတာဟာကုသိုလ်ကောင်းမှုကြောင့်ရလာတာဆိုတာစဉ်းစားပြီးတော့ကုသိုလ်ကောင်းမှုလုပ်ဖို့မစဉ်းစားတော့အဲ့ဒါကိုရင်မှုတယ်မေ့လျော့တယ်လို့ပြောတာအဲ့ဒါလို့ရင်မှုမေ့လျော့နေတဲ့သဘောတရားကိုပမာဒလို့ခေါ်ပါတယ်တဲ့ကဲတမန်မေ့လျော့တာပြောတာမဟုတ်ဘူးကြည့်နံပါတ်1ဒုစရိုက်ပေါ်မှာစိတ်ကိုလွတ်ထားတာကာမဂုဏ်အာယုံပြောစရာတွေပေါ်မှာစိတ်ကိုလွတ်ထားတာနံပါတ်2ကုသိုလ်ကောင်းမှုလုပ်ဖို့ရာဆန္ဒမရှိတာစိတ်မပါတာနံပါတ်3စတင်လုပ်ဖို့မကြိုးစားဘူးတိုးပွားလာအောင်မကြိုးစားဘူးဆိုတဲ့ကိုယ်ရှိထားတဲ့ဘဝအခြေအနေလေးပေါ်မှာကျင့်တတ်နေတဲ့ပုဂ္ဂိုလ်မျိုးတွေအဲ့ဒါမျိုးကိုပမာဒလို့ခေါ်ပါတယ်လို့သူပြောတာနော်ဒါပမာဒရဲ့ definition ပဲဝိပင်းကျမ်းလို့ခေါ်တဲ့အဘိဓမ္မာ9ကျမ်းမှာပမာဒအကြောင်းကိုဖွင့်ဆိုထားတာဖြစ်တယ်အဲ့ဒီပမာဒရဲ့ဆန့်ကျင်ဘက်ကိုအပမာဒလို့ခေါ်တယ်အဲ့ဒီအပမာဒနဲ့ပတ်သက်ပြီးတော့ပမာဒကိုဖွင့်ဆိုလိုက်တာနဲ့အပမာဒရဲ့အဓိပ္ပာယ်ဟာနားလည်ပြီးသားဖြစ်သွားသို့တော့သုလနေရတမဟာနေရတဆိုနေမှာမေ့လျော့သူနဲ့မမေ့လျော့သူဆိုတဲ့နေရာမှာမမေ့လျော့သူဆိုတဲ့အပမာဒလက်ကင်ထားတဲ့ပုဂ္ဂိုလ်ရဲ့အခြေအနေကိုဖွင့်ဆိုထားပုံလေးကိုမှတ်သားတဲ့နဲ့ပေါ့နော်အပမာဒဆိုတဲ့မမေ့မလျော့ဘူးဆိုတာဘယ်လိုဟာခေါ်တာလဲဆိုခုနပမာဒရဲ့စัจจิမဲ့တွေပဲသူကြတော့တက္ကိစ္စကာရီတာဒိစ္စကာရီအဋ္ဌိတကာရီအနောလိနာဟုတ်တိကောအနိခိတသံတော်အနိခိတဒူရောကုသလေသူဓမ္မေသူအပမာဒကြတော့ဘာဖြစ်လဲအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးနိုင်တဲ့ကုသိုလ်တရားတွေဒါပြင်ကုသိုလ်တရားတွေဆိုတာဘာတွေတုံးလို့မေးမယ်ဆိုလို့ရှိရင်ကံကံဤကျိုးယုံကြည်တဲ့ယရဏသုံးပါးဂုဏ်ကိုယုံကြည်တဲ့တတ္ထာကုသိုလ်ပဲဟောတတ္ထာကုသိုလ်ပဲမကောင်းမှုဒုစရိုက်ကရှက်တယ်မကောင်းမှုဒုစရိုက်ကလမ်းကြောက်တယ်ဆိုတဲ့ဟိရိဩတ္တပါကုသိုလ်ပဲမကောင်းတဲ့အကုသိုလ်တရားတွေကိုယ့်ရင်နဲ့မဖြစ်အောင်ကြိုးစားတွန်းထုတ်တဲ့ဝိရိယအဲ့ဒါကုသိုလ်ပဲလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာအမှားနဲ့အမှန်ခွဲခြားသိတဲ့ပညာဟာဒါလည်းကုသိုလ်ပဲအဲ့တော့ကုသိုလ်ဆိုတာ
တတ္တာဟိရိဥတ္တပဝိရိယပညာလို့ဆိုတာဒါတွေကုသိုလ်တွေကြီးပဲကောနောက်တနည်းပြောမယ်ဆိုရင်တတ္တာသီလသုဒ္ဓစာကပညာအဲ့ဒါတွေဟာကုသိုလ်တရားတွေပဲကိုယ့်ရင်ထဲမှာတရားဖြစ်ရင်ကုသိုလ်ဖြစ်တာပဲသီလကိုချင်းတရားပေါ်မှာမျက်နှာထိမ့်သိမ်းဆော့ရှော့ရင်ကုသိုလ်ဖြစ်တာပဲသုဒ္ဓတရားတော်နဲ့ပတ်သက်ပြီးတော့စီဘူးတယ်လေးလာတယ်သင်ယူတယ်နာယူတယ်ဒါကုသိုလ်စာကကိုရှိတဲ့ပစ္စည်းဥစ္စာကိုကိုတယောက်တည်းသုံးမယ်ဆိုတဲ့စိတ်ဓာတ်မထားပဲနဲ့ကိုယ်နဲ့ပတ်ဝန်းကျင်မှာမျှဝေသုံးဆွဲတယ်ဆိုတာစာကလုံးတဲ့နာနဲ့မလုံးတဲ့နာအဖြစ်ရှိတာနဲ့အဖြစ်ကင်းတာဒီနှစ်ခုခွဲခြားသိတာပညာလို့ဆိုတတ္တသီလသုဒ္ဓစာကပညာဆိုတာဒါကုသိုလ်တရားတွေအဲ့ဒီကိစ္စတွေပေါ်မှာတဲ့တက်ကိစ္စကတွေတလေးတစားလောက်တတ်တယ်ဒါတွေရရှိဖို့ကိုယ်တဏ္ဍရင်ထဲနှလုံးထဲမှာဒါတွေရှိနေဖို့ကြိုးစားတယ်ဥပမာပဲသီလရှိဖို့ကြိုးစားမယ်ဒီလိုဆိုလို့ရပေါ့နော်သီလမရှိသေးရင်သီလရှိအောင်ကြိုးစားမယ်ကုသိုလ်တရားဆိုတာအဲ့ဒါပြောကုသိုလ်တရားတွေပေါ်မှာတလေးတစားရိုးရိုးသေးသေးလုံးနေရှိတဲ့အနေထားတတ္တိစကာရီအမြဲမပြတ်ပြုလုပ်နေရှိတဲ့အနေထားအဋ္ဌိတကာရီခိုင်ခိုင်မာမာယက်တည်ပြုလုပ်နေရှိတဲ့အနေထားအနောလီနာဩဒိဘယ်တော့မှကုသိုလ်လုပ်ငန်းပေါ်မှာနောက်တွန့်သွားတာမရှိဘူးစိတ်ပါလက်ပါလုပ်နေရှိတယ်အနိခိတဆန္ဒလှုပ်ချင်တဲ့ဆန္ဒဟာအမြဲတမ်းရှင်သန်နေတယ်အနိခိတထူတော်မလှုပ်တော့ဘူးဆိုပြီးတော့ပြစ်ပယ်ထားတာဘယ်တော့မှမရှိဘူးအမြဲတမ်းကြိုးစားနေတယ်ဆိုတာအဲ့ဒါအပ္မာဒလို့ဆိုလို့တယ်ပေါ့အဲ့တော့တမန်အပြင်မမေ့မလျော့ဘူးတတိယနေုံနဲ့အပ္မာဒပြောတာမဟုတ်ဘူးဒီမှာကုသိုလ်တရားပေါ်မှာတလေးတစားလုံနေတာကိုဆိုလို့တယ်ပေါ့ဒါအဓိပ္ပာယ်တခုအဲ့မှာထပ်ပြီးတော့ဖွင့်ဆိုတဲ့အခါမှာကထာဟံအပရိပူရံသီလခန္ဓာပရိပူရေယပရိပူရံဝါသီလခန္ဓာတထတထပညာယအနုဂဟေယအမြဲတမ်းခေါင်းထဲမှာစဉ်းစားတယ်ငါမှကိုချင်းသီလမလုံလောက်သေးဘူးဆိုရင်လုံလောက်အောင်ဘယ်လိုလုပ်မလဲဆိုပါစို့တို့ကြောင့်နေဆိုရင်ငါမှငါးပါးသီလလုံလားမလုံသေးဘူးဘယ်သီလလေးဖြင့်ကျွတ်ပေါက်နေသေးတယ်ကျွတ်ပေါက်နေသေးတဲ့သီလကိုဘယ်လိုဖြည့်ရမလဲငါးပါးသီလငါလုံအောင်ဘယ်လိုကြိုးစားရမလဲငါးပါးသီလလုံလို့ရှိရင်၈ပါးသီလဘယ်လိုကြိုးစားရမလဲဟောမပြည့်စုံသေးတဲ့သီလကိုပြည့်စုံအောင်လုပ်မယ်ဆိုတဲ့ကြိုးစားအထောက်မှုပြည့်စုံပြီလို့အဖြေထွက်လို့ရှိရင်လည်းပဲအသိပညာနဲ့ပြည့်စုံတဲ့ပြည့်စုံအောင်ခိုင်မာတဲ့ခိုင်မာအောင်ဒီပေါ်မှာအလေးနဲ့ထားပြီးတော့ဆောင်ရွက်တယ်တဲ့အသိပညာဖြင့်ပံ့ပိုးပေးထားတယ်လို့သူတို့ဆိုလို့ထို့တူပဲတမာတိပညာအဲ့ဒီကုသိုလ်တရားတွေကိုယ့်ရင်နဲ့နှလုံးထဲမှာမရှိသေးရင်ရှိအောင်လုပ်မယ်ဆိုတဲ့ကြိုးစားအထောက်မှုတွေကိုရှင်တွဲနေတဲ့တတိယမှုကိုအပ္ပမာဒလို့ခေါ်ပါတယ်အဲ့တော့တာမန်အဓိပ္ပာယ်မဟုတ်ဘူးเนาะနိဗ္ဗာန်ရစေနိုင်တဲ့နိဗ္ဗာန်ရဲ့အကြောင်းဖြစ်တဲ့အပ္ပမာဒဆိုတာဟာကုသိုလ်တရားတော်တွေကိုကုသိုလ်တရားတွေကိုတတိယယုံမှမဟုတ်ဘဲနဲ့လှုပ်ဆောင်နေတဲ့လှုပ်ဆောင်စေတဲ့တရားသာလည်းဖြစ်တယ်လို့တမန်အပြင်တွေးမယ်ဆိုလို့ရှိရင်ကုသိုလ်တရားကိုမမေ့ပါဘူးတတိယပါတယ်ဆိုတာလေးနဲ့မပြီးဘူးသူကဖော်ဆောင်နေတာကိုဆိုလို့တယ်ပေါ့တရားတိတ်ပဲအမြဲလုပ်နေတယ်အဲ့ဒါမှအပ္ပမာဒလို့ဒါကအပ္ပမတ္တောမမေ့မလျော့သူဆိုတဲ့အဓိပ္ပာယ်မှာသုလနိတိတမဟာနိတိတဆိုတဲ့ကျမ်းစာမှာဖွင့်ဆိုထားတဲ့အဓိပ္ပာယ်ပဲเนาะအဲ့ဒီအဓိပ္ပာယ်မှာသူက
ယောတထသန္ဒောစဝါယမောစဥဒ္ဒဟောစမမေ့မလျော့ခြင်းတတိတစ်ခုတည်းပြီးတာမဟုတ်ဘူးကုသိုလ်ကိစ္စမှာဆန္ဒရှိတယ်ကြိုးစားအားထုတ်တယ်အပြင်းထန်အားထုတ်တယ်ဇွဲကောင်းကောင်းနဲ့လှုပ်တယ်နောက်ကိုဘယ်တော့မှမဆုတ်ဘူးတတိရှိတယ်ဆင်ခြင်တုံတရားရှိတယ်ကြိုးစားတယ်အားထုတ်တယ်အခိုင်အမာယက်တည်တယ်ဆိုတာကြတော့မှအပမဒဟာပြီးပြီးဆုံးတဲ့အပမဒဖြစ်တယ်လို့သူတို့ဆိုတာနော်အဲ့ဒါမှအပမဒအပြည့်စုံမယ်လို့အဲ့ဒီပြည့်စုံတဲ့အပမဒကြမှာအပမဒေနမဂဝါဒေဝနံတိဋ္ဌတံကတောဆိုတဲ့လောကဘက်မှာလည်းပဲအထွတ်ထိပ်ကိုရောက်နိုင်တယ်အပမဒောအပတပဒံဆိုတဲ့အတိုင်းလောကုတ္တရာဘက်မှာလည်းမသေးရနိဗ္ဗာန်ထိအောင်ပို့ဆောင်ပေးနိုင်တဲ့စွမ်းရည်တတိမျိုးကိုရမှာဖြစ်တယ်ပေါ့အဲ့ဒါလို့ဆိုလိုတာပေါ့အဲ့ဒါကြောင့်မို့ပမာဒနဲ့အပမာဒရှေးဥစွာကွဲပြားခြားနားစွာသိရှိနားလည်ဖို့လိုတယ်တဲ့အဲ့ဒီလိုနားလည်ပြီးတော့အပမာဒဆိုတဲ့တရားကိုကိုယ်ရင်နဲ့နှလုံးထဲကဖယ်ထုတ်ပြီးအပမာဒဆိုတဲ့တရားနဲ့အစားထိုးလဲလှယ်ပြီးဘဝမှာနေချထိုင်ကြရမှာဖြစ်တယ်လို့ဆိုလိုတယ်ပေါ့အပမာဒကိုပမာဒနဲ့ဖယ်ထုတ်ပြတာပမာဒကိုအပမာဒနဲ့ဖယ်ထုတ်ရမှာဖြစ်တယ်ပေါ့နော်မေလျော့ခြင်းဆိုတဲ့တရားကိုမမေ့မလျော့ခြင်းဆိုတဲ့အပမာဒတရားနဲ့ရှင်းပြနိုင်ရမယ်အဲ့ဒါလို့ရှင်းပြနိုင်ပြီးတော့အပမာဒတရားကိုရင်ထဲနှလုံးထဲမှာအခိုင်အမာတိဆောက်ထားနိုင်မှမြတ်စွာဘုရားဟောကြားတဲ့အတိုင်းဒီလူလောကမှာတတ္တလောကမှာတန်တရားထဲမှာလည်းပဲထိတ်တန်းဆိုတာကိုရောက်နိုင်တယ်တန်တရားကလွတ်ဖို့နိဗ္ဗာန်ဆိုတာလည်းရတယ်လို့မဆလရွာကမခဆိုတဲ့လူတယောက်ဟာတာမန်လူတယောက်ပဲသို့တော့သူဘာတွေစိတ်ဝင်စားလဲလောကလူတွေဟာဘာတွေစိတ်ဝင်စားကြလဲအများစုကစီးပွားရေးကိုချမ်းသာဖို့ကိုကြွယ်ဝဖို့ဘဝမှာစာဝနေပြည့်စုံမှုစိတ်ဝင်စားကြတယ်ဒါကတဘာဝပဲနော်ကိုအရေးကိုစိတ်ဝင်စားကြတာဒါလောကတဘာဝမကဆိုတဲ့လူတယောက်ကတော့ဘာစိတ်ဝင်စားတော့လို့ဆိုရင်သူကအများသွားလာတဲ့နေရာတွေမှာတာယာတန်ရှင်းမှုတာယာစေခြင်းနဲ့တန်ရှင်းစေခြင်းနဲ့ဆိုတာကိုသူစမ်းသပ်ကြည့်တယ်စိတ်ဝင်စားတယ်ဒါကြောင့်မို့တာမန်နေရာလေးတစ်ခုကိုကြည့်လိုက်လို့ရှင်တာယာသွားပွဲဖြစ်အောင်တန်တန်ရှင်းရှင်းတန်တန်ပြတ်ပြတ်ဖြစ်သွားအောင်အများသွားတဲ့နေရာတနေရာကိုသူကတာယာပွဲဖန်တီးတယ်အဲ့ဒါလို့ဖန်တီးတဲ့အခါမှာတခြားလူတွေကသူ့နေရာကိုရောက်ရှိပြီးတော့နေကြထိုင်ကြတယ်လှပအောင်လှုပ်ထားရင်လူတွေကလှပတဲ့နေရာဆိုတာကြိုက်တယ်ကြိုက်တော့ဟိုလူရောက်လာဒီလူရောက်လာသူကအဲ့ဒါကိုစိတ်ထဲမှာသူစိတ်ထဲမှာသူစဉ်းစားလိုက်တာအေးလှပတဲ့နေရာဆိုတာလူတိုင်းကြိုက်တာပဲအဲ့တော့လူတိုင်းကြိုက်အောင်လုပ်တာဟာကုသိုလ်ပဲဖြစ်ရမယ်လူတိုင်းကြိုက်အောင်အများစိတ်ချမ်းသာမဲ့အလုပ်တစ်ခုကိုငါလုပ်ရင်ကောင်းမယ်ဆိုတဲ့အတွေ့အသူကောင်းနဲ့ဝင်လာနော်အများကြိုက်တဲ့အလုပ်ဟာချမ်းသာအများကြိုက်တဲ့အလုပ်ကိုလုပ်တဲ့ပုဂ္ဂိုလ်ဟာအများချမ်းသာတော့အောင်လုပ်သည့်အတွက်ကြောင့်သူဟာလည်းပဲချမ်းသာဒုက္ခရမှာပဲလို့သူယုံကြည်ခြင်းရရှိလာအဲ့ဒီကနေစပြီးတော့သူဟာအချိန်အလတ်ပြီဆိုတာနဲ့လမ်းနေတန်ရှင်းအောင်လုပ်တယ်မြက်မိုက်တွေဘာတွေမရှိအောင်အကုန်လုံးတန့်ပြအောင်လုပ်တယ်အဲ့ဒါလို့လုပ်တဲ့အခါမှာလူတယောက်ကရောက်လာတယ်ခမရဘာလုပ်လဲငါလူတွေတန်တန်ရှင်းရှင်းနေကြထိုင်ကြရအောင်တာရအောင်ငါလုပ်တာဆို
ကျွန်တော်လည်းပါမယ်ကျွန်တော်လည်းပါမယ်နဲ့ဆိုသူနဲ့လာပြီးတော့ပူပေါင်းတဲ့ပုဂ္ဂိုလ်ဟာ33ယောက်ထိအောင်ရှိသွားတယ်ကုသိုလ်ကောင်းမှုလုပ်ဖို့လာပူပေါင်းကြတာအဲ့တော့ပူပေါင်းတဲ့အခါမှာသူတို့လုပ်ငန်းကြီးကကြီးထွားလာတယ်ရရွာသားရရေးရရွာတန်ရှင်းရေးတောရွာလေးမှာအလုံးဟာဘယ်သူမှခိုင်းတာမဟုတ်ပဲနဲ့ตายရတာကိုလူတိုင်းကြိုက်တယ်တို့ตายရအောင်လုပ်မယ်ဒါကုသိုလ်လုပ်ငန်းပဲလို့သူခေါင်းထဲကစဉ်းစားပြီးတော့လုပ်တာအဲ့ဒီလိုနဲ့သူကုသိုလ်လုပ်ဖြစ်တာအဲ့ဒီကုသိုလ်ကောင်းမှုလုပ်တာကိုဒီလုပ်ရမယ်ချမ်းသာဒုက္ခကိုဖြစ်ပေါ်စေတတ်တဲ့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့မမေ့မလျော့ကြိုးစားအထောက်မှုကိုပဲအပမဒလို့ခေါ်တယ်သူရဲ့ကြိုးစားအထောက်မှုကြောင့်လူလောကမှာသူဟာအောင်မြင်ကြီးပွားခဲ့တယ်အဲ့ဒီသူနေတဲ့ရရွာကတကြီးလုံးတဲ့ပုဂ္ဂိုလ်ကသူတို့ကိုဘာလှုပ်စေခြင်းလဲဆိုရင်သူအခွန်ရဖို့အတွက်မဟုတ်တာလှုပ်စေခြင်းနဲ့အရက်ရောင်းစေခြင်းနဲ့တန်ဃာတွေဖမ်းစေခြင်းနဲ့အဲ့ဒါမှသူကအခွန်ကောက်လို့ရအခုလိုရရွာတန်ရှင်းလုပ်နေရင်သူကအခွန်ကောက်လို့မရဘူးအဲ့တော့မကောင်းတဲ့ဘက်ကိုတိုက်တွန်းတယ်တိုက်တွန်းလို့မလုပ်တဲ့အခါဘုရင်စီသွားပြီးတော့ဂုံချောတယ်အဲ့ဒီအချိန်မှာဘုရင်ကလည်းမစင်မကျင်သူတို့ကိုဖမ်းပြီးတော့ဆင်းနဲ့နင်းသက်ဖို့အမိန့်ချတယ်အဲ့ဒီလိုအဖြစ်ဆိုးတွေနဲ့လည်းသူတို့ကြုံခဲ့ရတယ်သို့တော့သူတို့ဟာစေရနာမှန်မေတ္တာဓာတ်ခံကောင်းတဲ့ပုဂ္ဂိုလ်တွေဖြစ်သည့်အတွက်ကြောင့်ဆင်ကြီးကသူတို့ကိုဘယ်လိုမှမနှင်းတဲ့အခါဘုရင်ကြီးကနောက်ပိုင်းမှာအမှန်ကန်သိသွားတော့အဲ့ဒီရွာကိုသူတို့ပန်းစားပေးလိုက်တယ်သူတို့ကောင်းတာတွေလုံမှန်းသိတဲ့အခါဘုရင်ကိုယ်တိုင်ကအားပေးလိုက်တဲ့အခါတသက်တာကာလပတ်လုံးဒီကုသိုလ်လုပ်ငန်းကြီးကိုဆက်လက်လုပ်သွားတယ်သူလုပ်သွားတဲ့ကုသိုလ်လုပ်ငန်းကြီးဟာဘာတွေလဲလို့ဆိုလို့ရှိရင်အချက်9ချက်နဲ့ဖော်ပြထားတာဖြစ်တယ်လောကမှာတကယ်အရေးကြီးတဲ့ကုသိုလ်လုပ်ငန်းကြီးတွေကဘာလဲလို့ဆိုရင်လူတိုင်းမှာကျေးဇူးအချီဆုံးပုဂ္ဂိုလ်တယောက်ကိုရှားပါဆိုလို့ရှိရင်လူတိုင်းမှာကိုယ့်ရဲ့အမေဖေဟာကိုယ့်အတွက်ကျေးဇူးရှိဆုံးပဲလို့နံပါတ်1ထားမှာဖြစ်တယ်။ဘာကြောင့်မိဘကိုကျေးဇူးရှိဆုံးလို့ပြောလို့ရှိရင်ကျွေးတာမွေးတာတွေအသာထားမိဘကလူလောကကိုလာခွင့်ပေးလိုက်တဲ့ကျေးဇူးပဲနော်အခုခေတ်ဆိုရင်မိဘတွေကတချို့မိဘတွေဆိုလာခွင့်မပေးဘူးလေကြွတင်ပြီးတော့တားဆီးတယ်မလာရဘူးလာပြန်လို့ရှိရင်လည်းပဲအမိုက်ပုံးနဲ့ထည့်ပစ်တာရှိသေးတယ်အဲ့တော့အလာလည်းမခံဘူးလာလို့ရှိရင်လည်းလွှင့်ပစ်တာရှိတယ်ပေါ့ခေတ်ကအဲ့ဒါလိုဖြစ်လာအဲ့တော့မိဘဆိုတဲ့ immigration ကကိုယ်လက်ခံမှလူဟာလူလောကရောက်နိုင်တယ်အဲ့တော့ကိုလူလောကရောက်လာတာဟာမိဘရဲ့ကျေးဇူးပဲဖြစ်တယ်ပေါ့အကယ်၍မိဘကကိုယ်ကိုလက်မခံခဲ့ဘူးဆိုရင်လူဖြစ်ဖို့ရဘလို့မှဖြစ်နိုင်မွေးဖွားလာပြီးနောက်ကိုယ်ကိုပြုစုဆောင်ရှောက်မှုမပေးဘူးဆိုရင်လည်းဘလို့မှလူဘဝမှာကြီးထွားလာနိုင်မှာမဟုတ်ဒါကြောင့်မို့ဣမတ္တလောကတ္တဓာတိတာရောဒီလောကကြီးကိုမြင်စေတာပြသတာမိဘရဲ့ကျေးဇူးဒီကျေးဇူးဟာဘလို့မှတုံးဆက်လို့မရဘူးပြန်ဆက်လို့မရဘူးကျွေးတာကိုပြန်ကျွေးလို့ရတယ်ဆောင်းလျှောက်တာကိုမိအိုဖကိုပြန်ဆောင်းလျှောက်လို့ရတယ်လောကကြီးလူလောကကိုလာခွင့်ပေးတဲ့ကျေးဇူးကိုတော့ဘလို့မှကိုယ်ကပြန်ဆက်လို့မရဘူးဒီလိုဆိုလို့ရပေါ့နော်မြတ်စွာဘုရားကမိဘရဲ့ကျေးဇူးကို၃မျိုးပဲခေါ်ထားတယ်၃မျိုးကဘာလို့ဆိုရင်အပါဒကဘေးရန်အနေမရောက်အောင်ဆောင်းလျှောက်ပြီးတယ်ပောဒကကျွေးမွေးတယ်ဣမတ္တလောကတ္တဓာတိတာရောဒီလောကကြီးကိုလာခွင့်ပေးတယ်ဆိုဟာအဲ့ဒီကျေးဇူးပဲအဲ့ဒီကျေးဇူး၃မျိုးထဲမှာဣမတ္တလောကတ္တဓာတိတာရောလူဖြစ်ခွင့်ပေးတဲ့ကျေးဇူးဟာအကြီးမားဆုံးကျေးဇူးလို့သူတို့ပြောအဲ့ဒါကြောင့်ပြန်ပြီးတော့ဆက်လို့မရနိုင်ဘူးလို့ပြောတာအဲ့ဒါလို့ဒါကြောင့်မို့လို့မကတို့အုပ်စုကကုသိုလ်ကောင်းမှုအနေနဲ့ဘာလုပ်ကြလဲဆိုရင်နံပါတ်1
ခြေဆုအကြီးမားဆုံးဖြစ်တဲ့မိဘကိုပြုစုတာသူတို့ရဲ့ကုသိုလ်လုပ်ငန်းတစ်ခုပဲနော်သူတို့ဟာမိဘကိုပြုစုလုပ်ကြွေးတဲ့လုပ်ငန်းတစ်ခုကိုသူတို့လုပ်ကြတယ်နောက်တစ်ခါကိုယ့်ရဲ့ဆွေတွေမျိုးတွေကိုယ့်ရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေဆိုတာရှိတယ်ကိုယ်လူမျိုးတွေထဲမှာကိုယ့်ရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုရိုသေလေးစားခြင်းဟာအသက်ရှည်ခြင်းအကြောင်းဆိုတာအလုံးသိကြတယ်နော်ရေဝုဒ္ဓမပ္ပစယန္တိနရဓမ္မတကောဝိတာကိုယ့်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်လေးစားသမှုပြုတာသက်ရှည်ခြင်းအကြောင်းဒါကြောင့်မို့ကိုလူမျိုးအတိုင်းဝိုင်းတွေထဲမှာကိုယ့်ရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကိုရိုသေလေးစားမှုပြုတာလည်းပဲကုသိုလ်ကောင်းမှုတစ်ခုပဲဆိုပြီးအဲ့ဒါကိုလည်းကြိုးစားကြတယ်နောက်တစ်ခုကသူတို့ကစကားပြောလို့ရှိရင်ဘယ်တော့မှနေမဲငဆဆဲရီတိုင်းထွားပြီးတော့မပြောဘူးရှင်ကျေးတယ်တိမ်မွေးဆိုပြောတယ်ဒါလည်းကုသိုလ်ကောင်းမှုတစ်ခုပဲအလုံးကိုရေးကြည့်တယ်လောကမှာအကျဉ်းနာစကားပြောတတ်ဖို့ဟာလူတွေရဲ့နှုတ်ကထက်ခွဲတဲ့အမှန်တမ်းပြောခဲ့တဲ့အရာတစ်ခုဖြစ်တယ်လူတိုင်းဟာအကျဉ်းနာစကားပြောတာမဟုတ်ဘူးကြံ့ကြံ့ထန်ထန်ပြောတတ်ကြတယ်ပေါ့ရှင်ကျေးသိမ်မွေးဆိုပြောဆိုတာဟာလည်းပဲကုသိုလ်ကောင်းမှုတစ်ခုပဲဘယ်တော့မှတုံးနဲ့တူမတက်အောင်ဂုံချောတာမလုပ်ဘူးအလုံးတင့်တင့်မြတ်မြတ်ဖြစ်နေအောင်အမြဲတမ်းဖေးမှပြောဆိုရရှိတယ်ဒါလည်းကုသိုလ်ကောင်းမှုတစ်ခုပဲလောကလူတွေဟာစိတ်ဆိုးမှန်ဆိုးရှိသွားပြီဆိုလို့ရှိရင်ပါးစပ်ကကြမ်းတမ်းတာထွက်လာတယ်လက်ကလည်းပါလာတယ်အနေဖြစ်စေလာတယ်ဒါကြောင့်မို့လို့ရှင်တဲ့နှလုံးထဲမှာလူတစ်ဖက်သားကိုမုန်းတယ်ဆိုတဲ့အမုန်းတရားကိုလည်းပဲလက်မခံဘူးမုန်းတရားဖြစ်လာရင်ဖယ်ရှားပြစ်ကြတယ်ဒါလည်းကုသိုလ်လုပ်ငန်းတစ်ခုပဲသူတို့အတွက်မှာလောကလူတွေဟာမမမကန်ပြောဆိုပြီးတော့လူတွေရဲ့အတွေးခေါ်တွေလွယ်မှားသွားအောင်အထင်တွေမှားသွားအောင်လုပ်လို့ရှိတတ်ကြတယ်အဲ့တော့လိမ့်လေပြောဆိုမှုဟာလည်းပဲအပြစ်တစ်ခုဖြစ်လို့ဘယ်တော့မှလိမ့်လေမပြောဘူးမှန်တာကိုပဲပြောတယ်ဆိုတာလေကုသိုလ်လုပ်ငန်းတစ်ခုပဲလို့အဲ့ဒီကုသိုလ်လုပ်ငန်းကိုလည်းသူတို့လုပ်ကြတယ်နောက်ထပ်တော့လောကလူတွေဟာအမြဲတမ်းကိုယ့်ဖို့ပဲစဉ်းစားလေးရှိကြတယ်မကားတို့အဖွဲ့ကြတဲ့အခါကျကိုယ့်ဖို့လို့မစဉ်းစားဘူးအများအတွက်လို့အမြဲတမ်းစဉ်းစားလေးရှိကြတယ်အဲ့ဒီဟာကိုလေကုသိုလ်လုပ်ငန်းတစ်ခုဖြစ်သတ်မှတ်ပြီးတော့လုပ်ကြတယ်ဆိုအလုံး9မျိုးဒါတွေကိုကြိုးစားပန်းစားတသက်တာကာလပတ်လုံးသူတို့ဟာကြိုးစားလှုပ်ဆောင်သွားကြတာအဲ့ဒီကြိုးစားလှုပ်ဆောင်ဖို့အမြဲတမ်းတတိရှိနေသောကြောင့်အပမရေနမခဝါဒေဝနံတိဋ္ဌတံကတောအဲ့ဒီလိုကုသိုလ်ကောင်းမှုပေါ်မှာအမြဲတမ်းတတိရှိပြီးကြိုးပမ်းအထောက်မှုကြောင့်တရားမင်းကြီးဟာဒီမခတို့အဖွဲ့ဟာနတ်တွေတဲ့ဘုံတကူကြီးတဲ့တရားမင်းဘဝရောက်ရှိကြတယ်လို့ဒီလိုဆိုတာနော်အဲ့တော့လောကမှာကောင်းကျိုးချမ်းသာတွေရစေနိုင်တာအပမရဒီတဲ့အစင်းမြင်လိုက်တဲ့အခါမြတ်စွာဘုရားရဲ့တရားတော်တွေမှာကြည့်မယ်ဆိုလို့ရှိရင်အပမရဆိုတဲ့တရားဟာဒီဘဝကောင်းကျိုးချမ်းသာကိုလည်းရယူတတ်တယ်နောက်ဘဝကောင်းကျိုးချမ်းသာကိုလည်းရတယ်ဒိဋ္ဌိဓမ္မေစယောအထောယောသတ္ထောတံပရာယိကောဒီဘဝကောင်းကျိုးချမ်းသာကိုလည်းရစေတယ်နောက်ဘဝကောင်းကျိုးချမ်းသာကိုလည်းရစေတယ်နှစ်ဘဝလုံးအတွင်းကျိုးရစေတဲ့အကျိုးပြုတဲ့တရားဟာအပမရတရားပဲဖြစ်တယ်လို့ဒီလိုဟောတာနော်ဒါကြောင့်မို့အပမရတရားဟာချီးမွမ်းတတ်တဲ့တရားလို့ဆိုပြီးတော့ဒီအပမရဆိုတဲ့စကားလုံးဟာပိဋကတ်သုံးပုံကိုခြုံငုံပြီးတော့ပြောတဲ့စကားဖြစ်လို့အလွန်ကြီးကျယ်တဲ့အလွန်ကြီးမားတဲ့ဒီတရားဖြစ်တယ်အလွန်ကိုအကျိုးကျေးဇူးတွေဟာ
လူလောကမှာထိတ်တန့်ရောက်စေနိုင်တယ်တန်မြာတွေကဝုဖို့နိဗ္ဗာန်ချမ်းသာကိုလွတ်ဖို့နိဗ္ဗာန်ချမ်းသာထီအောင်ပို့နိုင်တယ်ဆိုတော့အင်တမကိုကြီးမားကျယ်ပြန့်တဲ့အကျိုးတွေကိုထုတ်လုပ်ပေးတာဖြစ်သောကြောင့်အပမရဆိုတဲ့စကားလုံးဟာအလွန်ကြီးမားတယ်ကုန်းတော်ဝါရီမှာဒီကနေ့ခေတ်ဆင်ဟာအကြီးဆုံးပဲဆင်ချေရတဲ့မှာတော်ဝါရီရဲ့ခြေဟာအလုံးအကျုံးဝင်သွားတယ်ထို့တူပဲကုသိုလ်တရားတွေထဲမှာကြည့်လိုက်ရင်အပမရဟာအလုံးအကျုံးဝင်သွားတယ်အပမရရှိရင်ကုသိုလ်တရားတွေအလုံးရပြီလို့မှတ်လို့ဆိုလို့တယ်ပေါ့နော်ဒါကြောင့်မို့မြတ်စွာဘုရားတတိပဌာန်သုတ်ကိုဟောတဲ့အခါမှာလည်းပဲတတိဆိုတဲ့အပမရတရားကိုအဓိကထားပြီးတော့ဟောခဲ့တာပဲဖြစ်တယ်ပေါ့အဲ့ဒီတတိဆိုတဲ့အပမရတရားဟာအလွန်ကြီးမားတယ်ဟောပိဋကတ်သုံးပုံကိုထုတ်ဆောင်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တဲ့အလုံးဟာအပမဒဆိုတဲ့စကားလုံးထဲမှာအကုန်ဝင်သွားတယ်ပေါ့ဘုရားဟောသမျှအဆုံးအမတွေရဲ့အနှစ်ချုပ်ကိုပြောပါဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုတို့နဲ့မမေ့မလျော့ခြင်းအပမဒလို့ပြောလိုက်လို့ရှိရင်ဘုရားဟောတဲ့တရားတွေအကုန်ခြုံပြီးငုံပြီးဖြစ်သွားတယ်လို့ဒီလိုဆိုတယ်နော်အဲ့ဒါမှဒီအရာကျက်ပြတ်တဲ့တရားကုသိုလ်ကောင်းမှုတွေကိုပြောလိုက်မယ်ဆိုရင်လေယေကေစိကုသလဓမ္မသဗ္ဗေတိအပမဒမူလကာဘယ်ကုသိုလ်ပဲဖြစ်ဖြစ်အခုဘုန်းကြီးတို့တွေတာမန်လုံးနေကြတဲ့ကုသိုလ်ကဒါနကုသိုလ်သီလကုသိုလ်အများစုလုပ်တာဘာဝနာကုသိုလ်အနည်းစုဒါနကုသိုလ်ပဲဖြစ်ဖြစ်သီလကုသိုလ်ပဲဖြစ်ဖြစ်ဘာဝနာကုသိုလ်ပဲဖြစ်ဖြစ်အဲ့ဒီကုသိုလ်တွေအားလုံးဟာအပမရပေါ်မှာမူတည်တယ်လို့ဆိုလိုတယ်အပမရပေါ်မှာအခြေခံတယ်နောက်ဆုံးမှာကုသိုလ်တွေထဲမှာအမြင့်ဆုံးကုသိုလ်ကိုပြောပါဆိုလို့ရှိရင်အရတ္တမေကုသိုလ်ပဲအဲ့ဒီကုသိုလ်ကမှအကုသိုလ်တွေအားလုံးကိုဖယ်ရှားပြစ်နိုင်အရတ္တမေကုသိုလ်ဟာအမြင့်ဆုံးပဲအခြေခံကုသိုလ်ကစပြီးတော့အမြင့်ဆုံးကုသိုလ်ကိုရစေနိုင်တဲ့တရားတစ်ခုကိုပြောပါဆိုလို့ရှိရင်လည်းအပမရပဲပြောရမယ်လို့သူဆိုတာဒါကြောင့်မို့လို့မြတ်စွာဘုရားကဒီအပမရဆိုတဲ့တရားကိုမြတ်စွာဘုရားရဲ့ဘဝမှာဖျားဖြစ်ပြီးတဲ့နောက်ယဟန်တန်ဃာတွေပေါ်ပေါက်လာတဲ့အခါမှာမြတ်စွာဘုရားအပမရကိုအမြဲတမ်းနေ့စဉ်ဒီစကားလုံးကိုသုံးဆွဲပြီးတော့ယဟန်တော်တွေကိုဟောပြောလေးရှိတယ်ပေါ့အပမဒေနဘိက္ခဝေတမ္ပါဒေထာဆိုစကားလုံးဟာမြတ်စွာဘုရားအကျိန်ပေါင်းဘလောက်ပြောခဲ့တယ်လေလို့နေ့စဉ်ယဟန်တွေကိုအပမဒေနဘိက္ခဝေတမ္ပါဒေထဘုဒ္ဓပါရောဒုံလဘောလောကတမေမနုဿတ္တဘာဝဒုံလဘောဒုံလဘတတ္တသမ္ပတ္တိပဝိစိတဘာဝဒုံလဘောတတ္တမတဝနံဒုံလဘံဆိုတဲ့ဒီစကားကိုဧဝံဓိပတိဓိပတိဩဝတိမြတ်စွာဘုရားဟာနေတိုင်းယဟန်နေတော်ကြီးကိုအပမဒေနဘိက္ခဝေတမ္ပါဒေထာအပမရတရားဖြင့်လှုပ်လှုပ်ထိုက်တာတွေလှုပ်ကြလို့ဆိုလိုတယ်ပေါ့နော်အပမရတရားကိုယင်တဲ့နှလုံးထဲထားမှလှုပ်ထိုက်တာတွေလှုပ်မှဖြစ်တယ်ပေါ့ပမာရတရားကြီးစိုးလာလို့ရှိရင်တော့ဒုစရိုက်ပဲပျော်မွေ့သွားမယ်အကုသိုလ်လှုပ်တွေနဲ့ပဲကျင့်တတ်နေမယ်အကျိုးမရှိတဲ့အလုပ်တွေနဲ့ပဲကျင့်တတ်နေမှာဖြစ်တယ်ပေါ့ပမာရဝင်လာလိုက်တာနဲ့တပြိုင်နက်အကျိုးရှိတဲ့ကုသိုလ်တရားတွေကိုဖြစ်ပေါ်စေမှာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကုသိုလ်တရားတွေဖြစ်ပွားဖို့ရအတွက်အပမရနဲ့ပြည့်စုံအောင်နေချာအပမရဖြင့်ကုသိုလ်တရားတွေကိုဖော်ဆောင်ညာလို့ဒီလိုတိုက်တွန်းတာဘုရားဖြစ်ပြီးတဲ့နောက်45ဝါရှေးဘုံရတွက်ချက်ကြည့်လိုက်မယ်ဆိုရင်နေတိုင်းဒီစကလုံးကိုပြောတာဖြစ်သည့်အတွက်ကြောင့်တစ်နှစ်ကို365ချိန်ပြောတယ်45နှစ်ဆိုလို့ရှိရင်မြတ်စွာဘုရားအချိန်ပေါင်း16425 5ချိန်ထိအောင်ဒီတရားကိုပြောရတာပဲဖြစ်တယ်ဒီစကားကိုအချိန်ပေါင်းနော်16425ချိန်မြတ်စွာဘုရားတသက်တာမှာ
အမြဲတမ်းပြောတဲ့စကားလုံးဟာအပမရိဏဘိက္ခွေတမ္ပါဒိဋ္ဌပဲနောက်ဆုံးပြောသွားတဲ့စကားကိုပြောပါဆိုလို့ရှိရင်လည်းပဲတက်တော်80ပြည့်လို့ဒီပြိဋိဘံစံပြီးတော့အဲ့ဒီနောက်မှာဘာစကားမှမပြောတော့ဘူးနောက်ဆုံးပြောလိုက်တဲ့စကားကဟန္တတာနိဘိက္ခွေအမန္တယာမိဝောမင်းတို့ကငါနောက်ဆုံးမှားခဲ့မယ်ဝေယဓမ္မသင်္ခါရအကြောင်းတရားကပေါင်းဆက်ပြီးတော့လှုပ်ထားတဲ့အရာတွေဟာဘယ်တော့မှမမြဲဘူးအဲ့ဒါကိုသိချမှတ်ထားဝေယဓမ္မသင်္ခါရအပမဒေနတမ္ပါဒိဋ္ဌာအပမရတရားဖြင့်လှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်တရားတွေကိုပြည့်စုံအောင်လုပ်ရကြလို့ဆိုဒီစကားဟာမြတ်စွာဘုရားဘဝမှာအချိန်ပေါင်း1000ကျော်ပြောဆိုသွားတဲ့စကားဖြစ်ဦးများမကနောက်ဆုံးပိတ်ပြောပြီးတော့မှားထားတဲ့စကားလည်းဖြစ်တယ်လို့ဒီလိုမှတ်သားကြရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့အပမရိဏတမ္ပါဒိဋ္ဌဆိုတဲ့စကားရဲ့တန်ဖိုးကြီးမားမှုမြတ်စွာဘုရားကိုသိရှိပိဋကသုံးပုံကိုခြုံငုံပြောတဲ့စကားအဖြစ်ထက္ကရာဆရာတွေကမှတ်တမ်းတင်ပြီးတော့ပြောကြတယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲဒီစကားကိုတသက်တာကာလမှာ16425ချိန်ထိအောင်ပြောဆိုသွားပြီးနောက်ဆုံးစကားလုံးအဖြစ်လည်းပဲအပမရိဏဘိက္ခွေတမ္မာဒိဋ္ဌလို့ဒီလိုပြောသွားတာဖြစ်တယ်ပေါ့ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ပမာဒနဲ့အပမာဒဟာလောကကြီးမှာအလုံးကိုသဘာဝတရားချင်းကွဲပြားသလိုအောင်မြင်ကြီးပွားမှုမှန်သမျှဟာအပမာဒကြောင့်ဖြစ်ပြီးတော့ပျက်စီးဆုံးရှုံးမှုအောက်တန်းနောက်တန်းကြမှုဆင်းရဲဒုက္ခရောက်မှုတွေမှန်သမျှသည်ပမာဒကြောင့်ဖြစ်တယ်ဒါကြောင့်သူတွေဟာပမာဒကိုဖယ်ရှားပြီးအပမာဒတရားကိုလက်ကင်ထားကကုသိုလ်တရားကိုဖြစ်ပွားအောင်ကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးကျင့်ကြံပွားများကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတာအာဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တော်ကင်းပြောက်ကြည်အေးတရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသတဗေပူဇာညနှောကိလေသာဆေယတောဟုသမျှတို့သည်တမုဟတပိကြပဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပြီးမရောက်အောင်ပယ်ဖြောက်အကုန်သည်ဟွန်တုစင်စစ်မသိဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲกว่าနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုပုခတိကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်ဟုခေါ်ဤပြုတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ရှန္တုပါရမီအစစ်စစ်မြင့်တဲ့မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်းသာဓု